ဒီတော့ရေဒီတဲ့ကအရန်အရေးကြီးတယ်နော်ပြည်သူလူထုတွေကတော့ကြားမယ်ထင်တယ်ကြားတော့ဘာမှမသိကြဘူးနော်ကြားတာတော့တမဟာလေးတိုက်ရင်စနစ်က KNU တွေက PDF ကိုဖမ်းလိုက်တယ်အယောက်90အဲ့ဒါပဲကြားတယ်ဘာပြဿနာကြောင့်ဒီ PDF တွေကိုတို့ဖမ်းရတာလဲဖမ်းတဲ့အချိန်မှာပြည်တော့ရေ PDF ပြူဟာမှုနော် PDF ခေါင်းဆောင်ပြူဟာမှုကိုပဲဖမ်းတယ်နော်ပြည်တော့နော်သူ့ဖွဲ့သားနဲ့အယောက်90ကြက်ကလေးဝက်ကလေးတလိမ့်ဆန်လိုမျိုးဖမ်းလိုက်တာ KNU ကနော်သူတို့ရဲ့လောက်ရကဘာနဲ့တူလဲဆိုတာမအလာအာနာသိန်းတော့ကအမေစုကိုဖမ်းလိုက်တယ်လို့နော်အင်ယောက်ဒီခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်နိုင်ငံခေါင်းဆောင်တွေကိုမအလာကဖမ်းလိုက်တယ်လို့အဲ့ဒီလိုမျိုးတမဟာလေးကတိုင်ရင်စနစ် KNU တွေက PDF တွေကိုဖမ်းလိုက်တာဖမ်းလိုက်တဲ့အကြောင်းအရင်းကမအလာရွေးကောက်ပွဲနဲ့ဆက်နွယ်နေတယ်ပြီတို့နော်ငါတို့ပြောမယ်နော်မင်းတို့ KNU တွေကွာမင်းတို့ KNU တွေပဲတောက်မှာမဆိုပြဿနာတွေရှိနေတယ်နော်မင်းတို့တွေကလေအာနာစင်အာနာယူနဲ့အတူတူပဲဆိုတာနော်အခုဆိုရင်ပို့ပြီးတော့ထင်ပေါ်လာတယ်ကွာငါတို့တွေကအာနာစင်ကိုမကြိုက်လို့အာနာစင်ကိုတော်လန်တာပြည်သူရော PDF တွေရောအာနာစင်ကိုမကြိုက်လို့လက်နဲ့ကင်ပြီးတော့အာနာစင်ကိုတော်လန်တာနော်အခုအာနာစင်အာနာယူမင်းအောင်လာရဲ့ရွေးကောက်ပွဲကပြည်သူလူထုတွေလက်မခံဘူးဆိုတာငါတို့ထိုင်ပြီးတော့អော်နေလို့လည်းမရဘူးမအားလာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမင်းတို့မလောက်ချင်လို့စင်မင်းတို့မလောက်နဲ့ KNU တို့မင်းတို့မလောက်ချင်ဘူးလေတမဟာ6လည်းမင်းတို့လူမျိုးပြစ်ထားလေတမဟာ9လည်းဒီလိုပဲနော်တမဟာ4လည်းဒီလိုပဲမင်းတို့ပစားပြားမှာမင်းတို့ပြည်သူလူထုကိုလိန်တာတော့မအားလာရွေးကောက်ပွဲကိုမင်းတို့လက်မခံဘူးမင်းတို့ပြောပြီးတော့မင်းတို့ဘာမှမလုပ်ဘူးမင်းတို့မလောက်လို့ PDF တွေလောက်ပေးတယ်လေPDF တွေလောက်ပေးတဲ့ချိန်မှာမင်းတို့အဲ့လိုမျိုးပြန်တော့ရောက်မှာစရာလားမင်းတို့အဲ့လိုမျိုး PDF ကိုပြန်ပြီးတော့ဖမ်းစရာလားအဲ့ဒါမှမပြောထားမယ်နော်ပြည်သူလူထုအားလုံး KNU တွေဒီလိုမျိုးခွေးဆောက်ချိုးမျိုးချိုးလာပြီးဆိုရင်လေဒီလိုမျိုးမအလားချိုးမျိုးချိုးလာပြီးဆိုရင်ဒီ KNU တွေကိုအားလုံးစောက်ချပေးကြပါနော်ကျန်တဲ့ KNU တွေနာမည်အပြက်မခံချင်ဘူးတမိုင်းမရမ်းချင်ဘူးဆိုရင်ဒီတမဟာလေးတိုင်းရင်စနစ်က KNU ကိုထိထိရောက်နဲ့အရေးယူပေးပါဖမ်းထားတဲ့ PDF ကိုအခုချက်ချင်လို့ငါတို့ပြည်သူတွေတောင်းဆိုတဲ့ကိုလူအချင်းချင်းကိုတော်လန်ရေးသမားအချင်းချင်းနော်မင်းတို့မကြိုက်တဲ့အရာတခုမင်းတို့စကားပြောလို့ရတယ်စကားမပြောဘဲနဲ့ငါတို့မကြိုက်တဲ့အရာကိုလာပြီးတော့မလုပ်နဲ့မင်းတို့လောက်လို့ဆိုရင်မင်းတို့ကတော့ဖမ်းချင်တယ်လို့ဖမ်းမယ်ငါတို့လောက်ချင်တယ်လို့လုပ်မယ်ဖမ်းလိုက်တာကတိုင်ဗလဲစစ်ကြောင်းမှုဗလဲ PDF စစ်ကြောင်းမှုကိုဘက်ကိုဖမ်းလိုက်တာစောတာဘူးနော်ဝန်ကြီးလည်းဖြစ်တယ်နော်အဲ့ဒါတမဟာလေးဘက်က KNU တွေကအဲ့ဒီစစ်ကြောင်းမှုအဲ့ဒီပြူဟာမှုကိုခွဲလိုမျိုးပဲဖမ်းလိုက်တာအခုထိလည်းမလွတ်သေးဘူးနော် PDF အယောက်90ပါဝင်အဲ့တော့ပြည်သူလူထုဒီအမှန်တရားကိုသိဖို့လိုတယ်သိပြီးလို့ဆိုရင်ပစပေါက်မပိတ်နဲ့ KNU တွေဒီမတရားမှုတွေလောက်တာမအားလာအတွက်ကိုကူညီတာမအားလာရဲ့စောက်ချိုးလောက်တာမအားလာတောက်တိုင်အကြီးစားဖြစ်တာကိုပြည်သူလူထုဒီမအေလို့တွေကိုစန့်ကျင်ဖို့စောက်ချဖို့တာဝန်ရှိတဲ့အရောက်တိုင်းပဲပြန်ပြီးတော့လဲချဲပေးကြပါမင်းတို့ရဲ့လောက်ရကလေဘလောက်အောက်တန်ကြလဲဆိုတာတမဟာ6ကအစPDF တွေလာတော့တိုက်ပေးတာအသက်သေးပေးသွားတာအများကြီးအသက်ပေးစားတာအများကြီးမင်းတို့အဲ့ဒီ PDF မျက်နှာတော့မငဲ့မင်းတို့တွေအခုထိစစ်ခွေးနဲ့ဖင်လို့ဖင်ခံအခုထိမင်းတို့လောက်နေတယ်ဟာငွေမျက်နှာမဲ့လိုက်စီးပွားရေးလောက်လိုက်မအားနဲ့ဖင်ခံလိုက်ကိုကျိုးအတွက်ကြည့်လိုက်ကိုလူမျိုးမျက်နှာ PDF တွေရဲ့မျက်နှာတော်လန်ရဲ့မျက်နှာနိုင်ငံရဲ့မျက်နှာမကြည့်တတ်မအေးလို့အောက်တန်းစောတေခါနီးရောက်တမခေါင်းဆောင်အဖိုးကြီးတွေလက်နဲ့ကင်စောက်တော့မကြနော် KNU ခေါင်းဆောင်တွေနော်ပြောထားမယ်နော်ဒီတမဟာလေးတိုင်းစနစ် PDF အယောက်90ကိုဖမ်းလိုက်တဲ့ကိစ္စအခုထိလည်းသူတို့မလွတ်သေးဘူးနော်မအားလာရွေးကောက်ပွဲလဲမအားလာစားရမယ်နော်20ရက်နေ့မအားလာရွေးကောက်ပွဲလောက်တဲ့နေ့ဖြစ်တယ်အဲ့ဒါကိုသူတို့တွေက PDF တွေဘာမှလောက်လို့မရအောင် PDF ကိုသူတို့ဖမ်းထားတာလက်နဲ့တွေတင်ထားတာအဲ့ဒါမအားလာကိုသူတို့တက်ကူညီတာမအားလာရွေးကောက်ပွဲအောင်မြင်အောင်အနောက်အဆက်မရှိအောင်နော်မအားလာရွေးကောက်ပွဲအနောက်စစ်စီအောင်လုပ်နေတဲ့ PDF တွေဝင်ပြီးတော့မအားလာရုံးတွေဝင်တတ်မှလက်တဲ့ PDF တွေကို KNU ကဖမ်းပေးလိုက်တယ်နော်မအားလာအေးစစ်နဲ့လောက်ရအောင်အဲ့ဒီတိုင်းရင်ဗလဲတမဟာလေတိုင်းရင်စနစ်ကမအားလာခွေးတောက်တိုင်အကြီးစားဒလက်အကြီးစားလည်းဖြစ်တယ်ဒါပေမဲ့ဘယ်သူမှဆင်းလို့မရဲဘယ်သူမှလည်းဖျောက်ချလို့မရဲခေါင်းဆောင်ပိုင်းက KNU တွေတခြားတမဟာ KNU တွေအဲ့လိုမျိုးပဲထိုင်လို့ကျင့်နေတယ်ဖုတ်ပေါ်ကြော်ဟဲလဲအဲ့ဒီမအေးလို့ဘာမှမလုပ်ဘူးဘာမှလည်းအရေးမယူဘူးနော်စစ်ခွေးရိုက်ခါကိုလည်းပို့စစ်ခွေးကိုလည်းခိုကြိုလိုက်ဒီကြိုလိုက် PDF တွေအဲ့ဒီနေရာမှာစစ်တိုက်မယ်ဆိုရင်အမြဲတမ်းပဲသူတို့အနောက်မှာသူတို့နောက်ဆက်ပေးတယ်နော်ဒီဘက်က PDF တွေစစ်တိုက်တယ်စစ်ခွေးဝင်လာလို့ရအောင်သူတို့လမ်းဖွင့်ပေးလိုက်တယ်အဲ့ဒါတွေကို KNU
နော်ဒီတမဟာလေးကရောက်มาတဲ့တိုင်းရင်စနစ်ခေါင်းဆောင်ကိုဖမ်းပေးပါအရေးယူပေးပါမင်းတို့မသိသလိုမင်းတို့နေကြလို့စရင် KNU တွေအားလုံးနော်ပြည်သူလူထုတွေမအားလာကိုစောက်ချသလိုနော်ဒီ KNU တွေကိုအားလုံးစောက်ချပေးကြပါပြည်သူတို့ရေဘလောက်ရင်နာဖို့ကောင်းလဲဆိုတာမအားလာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးလက်မခံဘူး KNU ကိုတိုင်ကနော်သူတို့လည်းလက်မခံဘူးသူတို့လက်မခံဘူးသူတို့ပဲသူတို့ကင်ထားတဲ့လက်နဲ့ကမအားလာကိုသူတို့ဘာမှပြန်တော့စုံမတာချင်းချောက်တာမရှိဘူးဒီရွေးကောက်ပွဲနဲ့ပတ်သက်တာမဲရွေးကောက်ပွဲနဲ့ပတ်သက်တာနော်ဒါပေမဲ့သူတို့မလောက်လို့ PDF တွေကဝင်လောက်တယ် PDF ဝင်လောက်တော့ PDF ကိုသူတို့ပြန်တော့ဖမ်းတယ် PDF ကိုသူတို့ပြန်ပြီးတော့မအားလာအမေစုကိုဖမ်းတယ်လို့မျိုးသူတို့ဖမ်းပြီးတော့ထောင်ဘယ်လဲအချောက်ခန်းထဲမှာထည့်လိုက်တာနော်အဲ့ဒါကိုပြည်သူလူထုတွေအားလုံးသိကြပြီနော်ဒီ KNU တွေကိုနော်ညီတို့ဆက်ပြီးတော့ထောက်ပံ့တင်လားမတင်လားကျန်တဲ့တမဟာအားလုံးကျန်တဲ့ KNU ခေါင်းဆောင်အားလုံးဒီအမှုဒီကိစ္စဒီပြဿနာကိုမဖြေရှင်းပေးလို့ရှိရင်မင်းတို့အားလုံးငါတို့ဆောက်ချမင်းတို့ KNU အားလုံးကပြည်သူအတွက်လောက်ပေးတာမဟုတ်ဘူးတိုင်းပြည်အတွက်လောက်ပေးတာမဟုတ်ဘူးနိုင်ငံဖြက်စီဖို့တော်လှန်ရေးဖြက်စီဖို့မင်းတို့တွေကစ조사ပြီးတော့လုပ်နေတဲ့အာနာစင်နိုင်အောင်ပြည်သူလူထုတွေကြဆောင်အောင်မလွတ်မြောက်အောင်မင်းတို့တွေကကူညီပေးတယ်မင်းတို့တွေကအာနာစင်ရဲ့တောက်တိုင်အကြီးစားဆိုတာပြည်သူလူထုမင်းတို့ကိုတနိုင်ငံလုံးကိုစောက်ချလိုက်မယ်ဆောင်ဖြတ်လိုက်မယ်နော်အခုဖြစ်နေတဲ့ပြဿနာလုံးဝမဖြစ်သင့်ဘူးမင်းတို့လုံးဝမလုပ်သင့်ဘူးမင်းတို့ပြန်တော့ကျေးဇူးတင်ရမှာမင်းတို့လောက်လို့မရဲလို့ PDF တွေကလောက်ပေးတယ်လေဟမ်မင်းတို့တိုက်လို့မရဲလို့ PDF တွေကတိုက်ပေးတာလေတိုက်ပေးတဲ့သူကိုမင်းတို့ဘက်ကမတိုက်ပေးနဲ့တိုက်ပေးတဲ့သူကိုမင်းတို့ပြန်တော့ရောက်မှာပြတယ်ပြန်တော့ချိန်ချပြတယ်ပြန်တော့ဖမ်းဆီးတယ်ပြန်တော့အချောက်ခန်းထဲမှာထည့်တယ် PDF ခေါင်းဆောင်ကိုကြက်ကလေးဝက်ကလေးနွားလိုမျိုးတလိုက်ဆန်လိုမျိုးပြန်တော့လောက်လိုက်တာမင်းတို့ဘလောက်ရောက်မှာပြီလဲပြဿနာ3ရက်စီပြီနော် PDF ကိုမင်းတို့ဖမ်းထားတာအယောက်90ကအခုထိမင်းတို့မလွတ်ရသေးဘူးကျန်တဲ့ KNU တွေအားလုံးအမြန်ကြီးနဲ့လောက်ပေးဒီကိစ္စမလောက်လို့စင်မင်းတို့အားလုံးဆောက်ချမှာပြီးတော့လဲအဲ့ဒီမင်းတို့ဖမ်းထားတဲ့ PDF အားလုံး PDF ခေါင်းဆောင်ပါဝင်တခုခုသာဖြစ်လို့စင်မင်းတို့ KNU တွေအားလုံးတောင်းယူရမယ်နော်ဒီပွဲကငါတို့ကအာနာစင်ကိုအမြင့်ဖြတ်တယ်နော်မင်းတို့ KNU ကိုလာတိုက်ဖို့အဲ့လိုမျိုးမဟုတ်ဘူးတရင်လူမျိုးပမာလူမျိုးရခိုင်လူမျိုးကိုပြန်တော့တိုက်ဖို့အဲ့လိုမျိုးမဟုတ်ဘူးမြန်မာပြည်ကြီးကိုဖြက်စီပုံကျဲတပ်ဖြတ်အနိုင်ချင်းနှိပ်ဆက်ရောက်မှနေတဲ့စစ်ခွေးမိုက်စာကောင်တွေကိုအမြင့်ဖြတ်ဖို့ငါတို့လာပြီးလောက်တာမင်းတို့တွေကဝိုင်းမကူတိုက်ပေးပဲနဲ့တိုက်နေတဲ့လူကိုမင်းတို့ပြန်တော့ဖမ်းတာမင်းတို့လည်းစစ်ခွေးပဲမင်းတို့လည်းရန်သူပဲမင်းတို့လည်းအာနာစင်ပဲငါပြောတယ်လို့မင်းတို့မလောက်ရဘူးဆိုရင်နောက်ဆိုရင်အခုမင်းတို့လောက်နေတဲ့အချိုးမျိုးမလောက်မိစေနဲ့အခုလောက်နေတာကိုလည်းချက်ချင်းလို့ပြည်သူလူထုတမဟာလေတိုင်းရင်စနစ် PDF ရောက်90ကိုဖမ်းထားတာမလွတ်မချင်းသူတို့ကိုစန့်ကျင်ပါစောက်ချပါအော်ပေးပါအရောက်တိုင်းညင်နေလို့မရဘူးနော်တည်င်းထောက်သမားတွေလည်းမညင်ကြနဲ့ပစပေါမပိတ်နဲ့ဒီကိစ္စအထေသေးလို့မရဘူး KNU ဒီလိုမျိုးလောက်နေတာကိုတော်လန်ရေးကိုဖျက်လို့ဖျက်စီအောင်လုပ်တယ်နိုင်ငံရေးကိုဖျက်လို့ဖျက်စီအောင်လုပ်တယ်နော်အဲ့ဒါငါတို့ပြည်သူတွေပစပေါပိတ်လို့မရဘူးမီဒီယာတွေပစပေါပိတ်လို့မရဘူးအားလုံးထအော်ပေးကြပါနော်အာနာစင်လောက်ရကိုငါတို့မကြိုက်ဘူးဆိုမှပဲဒီမေလို့ KNU တဲ့အာနာယူစောက်ချုံမျိုးလာပြီးလောက်ပြနေတယ်နော်ချက်ချင်းလို့နော်တရက်နှစ်ရက်အတွင်းဒီ PDF တွေကိုတော့မလို့လို့စင်တို့ရစစ်ခွေးပဲတို့ရစစ်ခွေးရတောက်တိုင်ကြီးစားပဲနော်အားလုံးပြည်သူတို့ဝမ်းလာချဲပေးကြပါအရေးကြီးတယ်ဒါတမဟာလေတိုက်ရင်စနစ်ကနော် PDF အယောက်90ခေါင်းဆောင်ပြူဟာမှုအပါဝင်တို့ဖမ်းလိုက်တာဘာသာဖမ်းတာလဲမအားလာရွေးကောက်ပွဲကို PDF တွေကသွားပြီးဖြက်စီလိုက်လို့သွားပြီးတော့ drone တွေကျဲလိုက်လို့အဲ့ဒီ KNU တွေကမအားလာအတွက်ပြန်တော့ကူညီပေးတာမအားလာရွေးကောက်ပွဲအောင်မြင်အောင်ခက်ခဲမရှိအောင် PDF ကိုဖမ်းလိုက်တာနော်အာနာယူရဲ့စောက်ချိုးလူရောက်มาရဲ့အချိုးနော်မင်းတို့ဖျောက်လိုက်ပါမေလို့ KNU တွေအဲ့ဒီရောက်มาတဲ့အောက်တန်းကြအချိုးမျိုးတွေမင်းတို့ပြင် KNU မင်းတို့မပြင်လို့ဆိုရင်ပြည်သူလူထုအားလုံးကမင်းတို့စန့်ကျင်မှာစောက်ချမှာမင်းတို့ကိုစောက်ချလို့မရဲဘူးလို့မထင်လိုက်နဲ့နော်မင်းတို့လိုအာနာယူမျိုးတွေကငါတို့သိတယ်မင်းတို့တွေကလက်နဲ့ကိုမကြောက်ဘူးဆိုတာနော်အမှန်တရားဆိုတာမင်းတို့လက်နဲ့ထက်ပုံပြီးတော့ကြောက်တယ်ဆိုတာနော်ငါသိတယ်နော်သိတဲ့တကြောင်ပြည်သူလူထုတွေအရောက်တိုင်ဒီအမှန်တရားကိုထအောင်နော်ဒီ KNU တွေကမအားလာတောက်တိုင်ဖြစ်တယ်မအားလာဒလန်အကြီးစားလည်းဖြစ်တယ်မအားလာအသက်စီအောင်ဒီຫນွေဦးတော်လိုင်းရဲ့ဖြက်စီအောင်ကြဆောင်လောက်နေတဲ့ခွေမသားအဖွဲ့တွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုအားလုံးတကဘာလုံးသိရအောင်ငါတို့អော်ပေးရမယ်နော်ဒီပြဿနာအားလုံးကမင်းတို့ KNU နဲ့ဆိုင်တယ်အားလုံးပဲနော်မင်းတို့စစ်တဲ့ဗတမဟာကခေါင်းဆောင်ဆိုမင်းတို့ဖြေစင်းနော်မင်းတို့ဖမ်းရမှာရန်သူစစ်ခွေး PDF တွေမဟုတ်ဘူးတကယ်လောက်တကယ်တိုက်နေတဲ့ PDF မဟုတ်ဘူးမင်းတို့ဖမ်းမယ်ဆိုရင်လောက်စားတိုက်စားတိတ်စားဖောက်တဲ့ကောင်းတွေကိုမင်းတို့ဖမ်းနော်
သူတယောက်အနေနဲ့ PDF တွေအားလုံးကိုပြောချင်ပါတယ် PDF တွေအားလုံးစီးလုံးဖို့အချိန်တန်ပြီးစီးလုံးမှအင်အားဖြစ်မယ် PDF တွေစီးလုံးတယ်ဆိုတာအနိုင်ကျင့်ဖို့မဟုတ်ဘူးအနိုင်ကျင့်မခံရဖို့ဖြစ်တယ်နော်အဲကြောင့်အားလုံးစီးလုံးပေးကြပါโอเคအာနာစင်မှန်သမျှငါတို့အကောင်လုံးတိုက်ထုတ်ပေးရမယ်ပြည်သူလူထုအားလုံးလဲနော်အာနာစင်ကိုတကယ်တိုက်တဲ့ PDF တွေကိုဝိုင်းပြီးတော့ထောက်ပံ့ပေးကြပါမအားလာတောက်တိုင်တွေမအားလာရဲ့ခြံဆောက်ခွေးတွေမအားလာရဲ့အယိုးကိုက်တွေအရင်ချောင်းအတုအယောင်ဆောင်အဖွဲတွေဆက်ပြီးတော့မထောက်ပံ့နဲ့ကိုလူမျိုးဘလောက်ပဲဖြစ်ပါစေကိုအဖေကိုအဖိုးကိုနမကိုမိသားစုဖြစ်ပါစေအာနာစင်ခွေးအာနာစင်တောက်တိုင်ဖြစ်လို့ရှိရင်ကိုရဲ့ရန်သူပဲဒီတို့ဒီပွဲကပြည်သူလူထုရဲ့ပွဲဖြစ်တယ်ပြည်သူလူထုနိုင်အောင်တိုက်ရမယ်မမို့တို့ဟိုငဲ့ဒီငဲ့ဟိုဆွဲလန်းဒီဆွဲလန်းနော်အဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်ငါတို့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးနော်အာနာစင်ဆိုတာလူမျိုးတိုင်းမှာစီးတယ်နေရာတိုင်းမှာစီးတယ်နော်အဲကြောင့်ဒီတစ်ခါအာနာစင်ကိုအမြင့်ဖြတ်တာစစ်ခွေးနဲ့မအားလာတိုက်ပဲတိုက်တာမဟုတ်ဘူးအာနာယူမယ်တမငါတို့အကလုံးတိုက်ထောက်ရမယ်โอเคနော်တီးသူတွေစီးလုံးဖို့လိုတယ်တကယ်တိုက်တဲ့ PDF ကိုဝိုင်းပြီးတော့ထောက်ပံ့ပေးဖို့လိုတယ်โอเคအဲ့လောက်ပဲ